စကင်လေးတော့ဝါစကင်နှကောင်ပေါက်တာစကင်နှကောင်ပေါက်တာနော်စကင်နှကောင်ကြီးပေါက်တာနော်စကင်နှကောင်ပေါက်တာနော်တို့တစ်ချက်ရှိုးနော်ဂျင်းမို့စကင်နှကောင်ပေါက်တာစကင်နှကောင်ပေါက်တာနော်ဖရန်ကိုโอเคတီးပြဒိုင်မွန်စိတ်ရဲ့သုံးလို့ရတယ်ဒိုင်မွန်ပြန်နေရတယ်နေတူကဒိုင်မွန်ပြန်ရတယ်ပတ်စံဒီကောင်ပတ်စံထိပ်ပြီးသုံးစရာမလိုဒီစားအားလုံးပဲ Mobile Legends Game Player သမားတွေကျွန်တော်ဒီနေ့အပန်းစာပါအကြောင်းကိုရှင်းပြမှာဖြစ်ပါတယ်အပန်းစာပါဆိုတာကျွန်တော်တို့ hero တွေနောက်ပြီးကြတယ် advanced တွေတစ်ခုခုပေါ့နော်ဒီ Mobile Legends map ထဲမှာထဲမဲ့ hero တို့တခြားအသွင်အပြင်လက္ခဏာတွေအကုန်လုံးအဲ့ဒီအပန်းစာပါမှာပထမဆုံးပြည့်သုံးတယ်ဒါစာပါတစ်ခုပေါ့နော်အဲ့ဒီစာပါမှာကျတော့diamond တွေပြီးတယ်ပေါ့နော်ဒီ diamond တိုက်ရတော့မပြီးဘူး diamond နဲ့လဲလို့ရတဲ့ကျေပွန်တွေပြီးတယ်အပန်းစာပါပေါ့နော်ကျွန်တော်လည်းအပန်းစာပါတစ်ခုရှိတယ်ဖောင်လေးကတော့ကျွန်တော်ဟိုဘက်ဗီဒီယိုမှာပြန်ပြောပြမယ်ပေါ့နော်အပန်းစာပါတွေကိုကျွန်တော်သုံးပြမယ်တစ်ချက်လိုက်ကြည့်ပဲပေါ့နော်ဒီကျွန်တော်တို့အပန်းစာပါတွေကိုရောက်လာပြီကျွန်တော်ဆောင်းအတန်ကတော့ကျွန်တော်ပိတ်ထားရပေါ့နော်ဒီမဲ့အတန်ကိုပိတ်ထားတယ်ကျွန်တော်ဒီအထက်အတန်အနေနဲ့ကျွန်တော်ဆက်ပြီးဝတ်ပြလို့ရမှာဆိုလို့ပေါ့နော်ဒီမှာကျတော့ကျွန်တော်တို့အပန်းစာပါဆိုရင်ဘာလဲဆိုတော့ဟိုတခြားသူကျွန်တော်သုံးနေတဲ့ပုံမှန် Mobile Legends ဒီမှာအရင်ဆုံးသုံးလို့ရတဲ့ hero တွေသုံးလို့ရမယ်သူတို့ရဲ့ feature တွေအရင်ဆုံးသုံးလို့ရမယ်ကျွန်တော်တင်တဲ့တစ်လားကြော်လောက်ကျိုးပြီးတော့သုံးလို့ရတဲ့အရာလေးစာပါပေါ့နော်တရားလေးပေါ့သူကကျတော့ကျွန်တော်တို့ diamond ပေးတယ်ပေါ့နော်တရက်ကို55လုံးပေးတယ်ပေါ့နော် diamond ကျွန်တော်ဒီမဲ့ကျွန်တော်များပြထားတယ်များပြထားတယ်ဒီမဲ့ဟုတ်ပြီဒီမှာဒါလေးပေါ့များမယ်ခြေပုံလေးပြောင်းလာပြီးရင် diamond ပြောင်းလာလိုက်မယ်diamond 300လုံး8လုံးပေါ့နော်300လုံး8လုံးအဲ့ခြေပုံလေးတွေကခြေပုံလေး100လုံးရှိတာ diamond 100လုံးနဲ့ညီမျှရပေါ့နော်တော့ပြန်လဲလို့ရတယ်ပေါ့နော်အရင်တော့ကျွန်တော်လဲလေးကိုပြမယ်ပေါ့နော်အခုကျွန်တော်ကြည့်လိုက် diamond ဘယ်လောက်ရှိတော့ diamond ပြမယ်နော်300လုံးရှိရနော်300လုံးကျွန်တော်လဲပြမယ်300လုံးနဲ့ဝင်လိုက်ဒီမှာဒါလေးအကုန်လုံးဒီကျွန်တော်တို့ဒီမဲ့ကျွန်တော်ဒါလေးအကုန်လုံးနော်ဒီမဲ့ဒါလေးအကုန်လုံးဒီကျွန်တော်တို့ကစိတ်နဲ့ဝယ်ရမယ့်အရာတွေပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီချေပွန်းနေနဲ့လဲပြမှာဘယ်လိုလဲပြမှာနော်ဒီမှာဒီတိတ်မှာကျွန်တော်ပြောင်းလဲသည်ဆိုတာလေးရှိတယ်ဒါမှဒီနားလေးမှာဒါလေးပြောင်းလဲသည်ဆိုတာလေးနှိမ့်လိုက်တဲ့တပြိုင်နဲ့ကျွန်တော်တို့အကုန်လုံးပြောင်းလဲတယ်ကျွန်တော်လည်းပြပြောင်းလဲသည်နှိမ့်လိုက်တယ်မှာအကုန်လုံးပြောင်းတယ်ကျွန်တော်က100ကိုလို့ရှိတယ်100တော့နေ့တူကသူကဝါပြီးသား55လုံးပြီးသားကိုဂိမ်းဆိုလိုက်အဲ့55လုံးပြောင်းမှာတော့နောက်ဟို lucky ပေါက်လာဒေါ်လာဒီအဲ့ဒါလေးရှိတယ်တော့1 2 3 40ရှိတယ်တော့100အထိပေါက်တယ်ပေါ့နော် diamond ဆော့မယ်ဆိုတော့ပြန်ပြန်ကျွန်တော်တစ်ပတ်ကိုမရအောင်ဆိုရင်အများဆုံးစကင်အကောင့်နဲ့ AC ရတယ်ဗျာဒီလားစကင်အကောင့်နဲ့ AC ရတယ်ကျွန်တော်ရင်ဆုံးဝယ်ပြမယ်ဗျာနော်ကျွန်တော်စကားအများကြီးပြီးတော့နားလည်အောင်လို့အဲ့ဒါမှဆိုကျွန်တော်ဆော့တော့ဝယ်ထားတာကျွန်တော်ဆော့တော့ဝယ်ထားကျွန်တော်ခုပြန်ဝယ်ပြမယ်100ကိုလုံးရှိတယ်ဒီမဲ့အပတ်စင်ဆိုတဲ့ဒါလေးနှိပ်ပြီးဝယ်ပြမယ်ဟုတ်လားကုန်ကြစီ100နဲ့ဆက်လို့မိလားကျွန်တော်ဆက်လို့လိုက်မယ်နော်ဒါ300နဲ့မှကျွန်တော်မိတ်ဆွေတို့ပြန်ပြမယ်နော် diamond ကြီးလည်း300ရှိလုံးနော်ဒါနှိပ်လိုက်မယ်နော်နှိပ်လိုက်ပြီဟောကြည့်လိုက်နော်ဒါနောက်ကြောင်မှဝင်ဒီdata တွေမှာ80 diamond 80ရပြီကျွန်တော်ပြန်တော့ပြ diamond ကြည့်လိုက်380လုံးကနေကျွန်တော်တို့380လုံးဖြစ်သွားတယ်။နောက် skin ဝယ်လို့ရတယ်ဆိုကျွန်တော်ဝယ်ဆန်းဝယ်ပြမယ်ကျွန်တော် skin နဲ့ဘာရပါ skin ရမယ်ကျွန်တော်ဆန်းဝယ် KOS skin မဲဖောက်ကြည့်မယ်နော်။ KOS skin မဲဖောက်ကြည့်မယ်ကျွန်တော်မဲဖောက်ကြည့်မယ်။ KOS ကိုကျွန်တော်380ကျွန်တော်နေ့စဉ်သူကဒါဖောက်ကြည့်မယ် KOS ဘာပေါက်လဲမသိဘူးကျွန်တော်တရားတစ်ချိန်တော့ပေါက်မလားပေါ့။ဈေးကြီးနေမှမသိကျွန်တော်ပြလဲလေကျွန်တော်အဲဒီကောင်ဆိုရင်ရော350ဒီကောင်လဲတော့ပေါ့ဒီကောင်30ဒီကောင်ဘာပေါက်လဲမသိလေ့ကြည့်လိုက်နော်။ KOS ပြလေ့ကြည့်လိုက်ပါမယ်။ဘာပဲပေါ့ diamond ပြန်ယူလို့ရတယ်ဗျာသိလား။ KOS လဲလိုက်ကြကီဝက်ဖလက်ပြန်နော်အပငိုးတဲ့ဟာပေါက်တယ်ဒါပေါ့ပုံလာပါရုပ်ပြောင်းပါအမတိုင်းမကုန်ဝိုင်းနဲ့96တော့အဲ့တော့တက်လေလို့ရ EBS skin အမဒါတော့ထပ်လိုက်တယ်ဘာပေါက်နေကြည့်လိုက်အဲဖြုတ်ပြောင်းရုပ်ကလည်းတစ်ပေါက်တယ်နော်ဒီ view လေးအဲ့တော့50တလုံးပဲရှိတော့တယ်နော်ထပ်လဲလို့ရတယ်ဒီသူက diamond စိတ်ရဲ့သုံးလို့ရတယ် diamond ပြန်နေရတယ်နေတူက diamond ပြန်ရတယ်ပတ်စံဒီကောင်ထိပ်သုံးစရာမလိုဒီစားပါအဲ့ဒီလိုမှတယ်ကျွန်တော်မစောပြလို့ပြထားတော့ကြာပြီပေါ့နော်အခုကျွန်တော်ဤလိုအကြောင်းလေးတွေပြောရင်းတည်းနဲ့ကျွန်တော်တင်ပြသွားရင်တင်ပေးမယ်တိကျနာလေးရှိဝင်မေးလို့ရတယ်ပေါ့နော်ဒီမှာဆို pro diamond ယူလိုက် pro diamond ယူလိုက် pro diamond လည်းရိုးစာပိုင်းနဲ့အတူတူပဲအကုန်ယူလို့ရတယ်ပေါ့နော်ဒါပါတော့ force တချို့စီနဲ့တူတယ်ဒီကောင်တီးပြခဏဒီကောင်လေးဆိုရင်ဒါဆိုရယူဒီဒါဆို diamond ဆိုတော့ weekly pack ကယူထားရတော့ diamond ရရနော် weekly pack ဆိုတာweekly pack ဝယ်ထားရတော့ diamond ရရပေါ့နော်ဒါ diamond ရတယ်diamond ရတယ်ပို့ထားလိုက်ဒီ collaborate data လည်းယူလိုက်မယ်ဒါပါ22ခုကျော်ရအောင်အဆောင်တော့ကျွန်တော် diamond ဖြည့်လိုက်တဲ့ပြန်နော်သူကဒီမဲ့အဆောင်တော့ diamond ဖြည့်လိုက်တဲ့ပြန်ဒါတွေပါရရနော်ဒါတွေပါရရနော်ဟိုဟာတွေပါဒီမို့အဆောင်တော့ဒီကျွန်တော်တို့ပတ်စံနဲ့ထည့်ပါမှာဒီဥစ္စာတွေရအောင် diamond ဘယ်လောက်ဖြည့်ပါဆိုအဲ့ကောင်လည်းပြောင်းလိုက်တဲ့ပြန်နဲ့အဲ့ email မှာလာတဲ့အကုန်လုံးဒီကတ်တွေအကုန်လုံးရမှာဖြစ်ပါတယ်ကျွန်တော်အခုပြန်သုံးပြမှာပေါ့နော်အဲ့ကတ်ကိုကျွန်တော်တော့ပြတော့အဆောင်တော့ဒီထဲမှာလားမသိဘူးဟုတ်တယ်ဒီထဲမှာကျွန်တော်တော့10ခုနဲ့သုံး20ဆိုသုံးလိုက်ပါရ10ခုနဲ့သုံးပါစကေပေါ့လားစောင့်ကြည့်ပြီမပေါ့ဘူးနော်နောက်တဲ့10ချိန်ရသေးနောက်တဲ့10ချိန်သုံးနောက်တဲ့10ချိန်သုံးလည်းဘာရမကြည့်ပါစကေပေါ့ဒါပါစကေလားခါကူရစကေနော်ခါကူရစကေဒီပြုံးနေတရားပဲဒါ use skin စကေလေးတော့
ဝါစကင်နှကောင်ပေါက်တာစကင်နှကောင်ပေါက်တာနော်စကင်နှကောင်ကြီးပေါက်တာနော်စကင်နှကောင်ပေါက်တာနော် bro တစ်ချက်ရှိုးနော်ဂျင်းမို့စကင်နှကောင်ပေါက်တာစကင်နှကောင်ပေါက်တာတော့ friend ကို okay တီးပြုတ်နေနော်ကြည့်လိုက်နော်ဂျင်းမဟုတ်ဘူးနော်ဒါအပတ်စာပါမှာတကယ်ပေါက်တာပေါ့နော်အပတ်စာတကယ်မှာဒါနောက်ဆုံးတစ်ခုကြီးချက်လှည့်ကြည့်လိုက်ဘာကြီးပေါက်မှာနောက်ဆုံးတစ်ခုအဲ့ဒါကြီးပေါက်လိုက်ဘယ်လိုမှကောင်းလဲနောက်ဆုံးတစ်ခုတော့မပေါက်တော့ဟုတ်ပြီအဲ့စကင်ပိုင်မပိုင်ဆိုကျွန်တော်ကြည့်ပြမယ်ဒါမှစကင်ပြီးလို့ရှိရင်စကင်များပြီးရင်ပိုင်ဆိုင်ခြင်းကို obtain ရရှိမှုတဲ့ Franco တန်ဖြစ်တဲ့တောင်းဟုတ်ပြီလား Franco ရရှိပြီးပါပြီဒီမှာကျွန်တော်ဒီစကင်ကိုရရှိပြီးသွားပြီဖြစ်တယ်နော်အဲဆိုတော့ကျွန်တော်တို့ဒီထိတ်ကဟာလေးတွေလဲလိုက်တဲ့ဒါရပြီးသွားနော်ကျွန်တော်ဒီမှာဒီမှာကျွန်တော်ပြဒီထိတ်ကဟာလေးပါအဲ့ဒါလေးကိုကျွန်တော်ပြန်ပြောတော့အဲ့ကိုတော့ဆိုတော့လဲလိုက်တဲ့ပြန်တူကဒိုင်းမွန်ဖြည့်တယ်လို့ဒိုင်းမွန်ပြောင်းတော့တယ်အဆုံးတော့ even လေးကတော့သုံးလို့ရမှာဖြစ်တယ်ဘယ်လိုပြောမလဲစကင်လာလေးတကယ်အမှန်ကန်တဲ့ဟာထားမှုပဲတကယ်သုံးကျင်တယ်ဆိုရင်ဒီစာပါအဆင်ပြေတယ်အဲ့ဒါကျွန်တော်နားလည်အောင်ရှင်းပြတာအသေးစိတ်ထပ်ပြီးသိချင်တယ်ဆိုရင်ကျွန်တော်ကောင်းမှာမေးခဲ့ပြီးကျွန်တော်အကုန်လုံးပြန်ဖြည့်ပေးမယ်ပေါ့နော်ကျွန်တော်ဒါလေးဒါပါလို့တက်တန်းတိုးတာလေးကျွန်တော်နေကြည့်လိုက်ဘာလဲမသိဘူးကဲထားလိုက်တော့ star လိုက်မှာမဝင်ချင်တယ်ဆိုရင်ဝင်လို့တော့ရသေးတယ်ပေါ့နော်ဒီဥစ္စာလေးကိုဒီ skin လေးကိုတကူလေးနဲ့ကဲထားလိုက်တော့နောက်စက်တင်ဘာမှာပါ star လိုက်တော့နောက်စကင်မှာဒါ CC ကျွန်တော်တို့လာပြီးသားနော် CC လာပြီးသားဖြစ်တယ်90လုံးလည်းပါမှာကဲအားလုံးပဲကျေးဇူးတင်ပါတယ်ပေါ့နော်အဆင်ပြေကြပါစေမသိအချင်းလည်းမေးပါဒါဖန်စာပါရဲ့အားကြအားသာချက်ကိုပြောလိုက်တာဒါပါပဲပေါ့နော်